ဒါဆိုရင်ဒါကျတော့ menu 1 create လုပ်တော့မယ် menu 1မဟုတ်ဘူး upgrade ပြန်လုပ်တာကိုလုံးမှာပေါ့တာကိုအရင်ကလောက်ထားတဲ့ခါကျတော့ကွာတာကိုမှမြန်မာ version ပေါ့နော်အဲ့လိုလောက်ထားတာဒါပေမဲ့အခုကကျတော့အဲ့ဒါကိုပြန်ပြီးတော့ upgrade ပြန်ပြင်မှာပေါ့နော်အဲ့ဒါလေးလုပ်လိုက်ရတယ်လားဒီလေအခုနဲ့တခုလို့ထပ်သွားတယ်ဆိုတော့အခုလုပ်တော့မယ် April ဝင်နေပြီ April ဝင်နေပြီဟိုက ဆမောင်းတော့ဘာလို့လုပ်ပေါ့နော်ဆမောင်းဆရာတော့စိတ်ဖြစ်ပါတော့အပြင်နေရောဒါအခုဆိုဒါဂျုံခဲ့ဝါးညင်ရတာဂျုံ ratio တွေစားဘယ်လောက်လဲနော်ဒါ 1.80 ဆိုတော့ 1.8 teaspoon ဘာ18 spoon ဆို18 spoon လောက်ထည့်ရမှာ ဘာလို့1.80 ဆိုတော့ပါလဲဟာဒီလိုမွေးနေပြီဂျုံခေါင်းနေနေကြတယ်ဘောင်းဘလောက်ဝိုင်းစပြီလို့ပြောတယ်ဂျုံလိမ့်နေလို့မရဘူးပြီးတော့ညာလည်းမရှိဘူးအဲ့တော့ဘာနဲ့လုပ်လဲဆိုမုံလာဦးလေ Oh, roast your fatty. Come on, come on. ဟုတ်ရဲ့လူလေးရရိုက်တယ်မရှိနဲ့ ဟာလူလေးရအောင် ဟဲ့ဒီမှာလေးမကြီးတော့ပြောင်းလက် အင်းဒီမားတယ်ခေါ်ရမှာကြည့်ဟို soft နော်မွေးနေရတာသူဒီ equal နော်ဒါမျိုးမင်းတို့ကတော့ဒါ research ပြပါလေမပြီးသေးရတယ်ပဲစွတ်လိုက်နေဖြစ်သွားတယ် pressure တွေများလာရင်တော်ဒီလာလေးညနာလို့ရှိရင်ရတော့ဆိုရင်တော့ရပါပြီနော်ငါပြမယ်ဖဲဒီမှာရပြီစက်တော့ရပြီလားဒီကကြောက်တော့ဒီပုံလေးရလာပါတယ်အကူတိုင်ဘက်ဒါအဆင်ပြေရဲ့ဇုံရမြတ်လားပုံစံတော့အဆင်ပြေရမယ်ဟုတ်တယ်ဒီလိုချက်ခွဲပြီနော်စတားရများတယ်ရတာတော့အခုရတော့ရပါရဲ့စင်ပြေစနေထားမှရှိတယ်ဒါပေမဲ့ပို့ပြီးတော့ကာစတမာတွေမှုမွေးလေးနဲ့စားလို့ကောင်းတယ်ရှင်တော့ဗာထည့်မလဲဆိုတော့ဟွာဗာလဲနှုတ်မုံလေးနဲ့နော်နည်းချူလေးပေါ့နော်အဲ့လိုမျိုးလေးထည့်မှာဖြစ်ပါတယ်ဘလို့နေမဲဘူး